လွယ်ကူပြန်ဆောင်နိုင်မှုရာလူတွေကဘာကတကယ်ချာနာခတ်လက်ခနာတော့တတိယမိမှာပါတငယ်ချင်းတွေပဲမလေးငါကတန်တာရုံအဲ့ဒီထက်ပိုငိုနေလို့လည်းမထူနိုင်တဲ့ခါစာတင်နေကြတယ်ကြောင့်ကိုပြန်မြင်အောင်ကြည့်တော့ဒီနေ့အလွန်နဲ့ဝမ်းနေပြီပြန်နေအဲ့ဒီချိန်ဒီတုန်းကရောက်မချေဖြူတဲ့သူစိတ်တွေခုတော့လေရာရာအားလုံးပြောင်းလဲဒီနေ့ပြန်တွေ့တော့တွေ့မှာလောကကြီးရဲ့တောင်တနေရာတော်ဝင်ကိုစစ်ချီပြောင်းနိုင်ဖို့ထိုင်ရွယ်ကြတဲ့ချိန်တိုင်းမှာကိုချိုးလဲရှိစေကွာသူများတွေတွေ့လဲငယ်ညာပါယုံကြည်ပါတဲ့တငယ်ချင်း